မောင်မကြောက်ပါဘူးကျမခိုင်မခံကိုယ်ကိုယ်ပြီးတယ်ဘယ်တော့မှပစိုးမကျွတ်စီရဘူးကိုရာစပြန်ပေးရကြားတဲ့လိုင်းသားရမှာငါ့ကိုပစိုးချွတ်ချတိုင်းတယ်ရွှေပြည်သားအကိုတွေအကိုလှုပ်နေတဲ့တဲ့ဟာဘာဖြစ်နေရလဲကွာသူပြောတယ်အိမ်မှာနေခဲ့ဆိုကျေးဇူးတင်ပါတယ်ကျေးဇူးတော်ဆိုပြီးကြပါတယ်ကိုကလူပညာသမားဆိုတော့စိတ်ငကကြီးတော့မပန်ပေးနိုင်ဘူးရွှေငကတော့ကိုပန်ပေးနိုင်ပါဘူး